2026 ခုနှစ်မှစ၍မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတို့သည်ရန်ကင်းကြပါစေ။စိုးရိမ်ခြင်းကင်းကြပါစေ။ဆင်းရဲခြင်းကင်းကြပါစေ။မိမိကိုယ်ကိုစိတ်နှပြချမ်းသာအောင်ရွတ်ဆောင်နိုင်ကြပါစေ။ကမ္ဘာသူကမ္ဘာသားပေါင်းတို့သည်လည်းရန်ကင်းကြပါစေ။စိုးရိမ်ခြင်းကင်းကြပါစေ။ဆင်းရဲခြင်းကင်းကြပါစေ။မိမိကိုယ်ကိုစိတ်နှပြချမ်းသာစွာရွတ်ဆောင်နိုင်ကြပါစေ။ငါသည်သူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုလိုလားနှစ်သက်ဆောင်ရွက်ပေးနိုင်ရပါလို့၏သူတစ်ပါးတို့ကလည်းငါ၏အကျိုးစီးပွားကိုလိုလားနှစ်သက်ဆောင်ရွက်ပေးနိုင်ကြပါစေငါသည်တပါးသောတတ္တဝါကိုမငြင်းဆဲမနှိပ်စက်ပါရစေလေသူတစ်ပါးတို့ကလည်းငါကိုမငြင်းဆဲမနှိပ်စက်ကြပါစေနဲ့ငါသည်သူတစ်ပါးတို့ရဲ့ရန်သူဘယ်တော်များမှမဖြစ်ပါရစေနဲ့သူတစ်ပါးတို့သည်လည်းငါ၏ရန်သူဘယ်တော်များမှမဖြစ်ကြပါစေနဲ့တတဝါများစွာဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေယခုကြာရောက်မီ2026ခုနှစ်မှစ၍တတဝါအလုံးတို့သည်ကိုယ်စိတ်နှပြဘေးရန်ကွာ၍သူတော်ကောင်းတရားများကိုနေညာမယုံပွားများအထုံနိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ